DJI Osmo Pocket 4 Pocket 3 DJI Osmo Action စတဲ့ DJI ကထုတ်တဲ့ဘာကင်မရာကိုပဲဝယ်ဒီလိုစာရွက်လေးကိုမရှိမဖြစ်တောင်းထားတင်ပါတယ်ဒီစာရွက်ကဘာလဲဆိုတော့ Test ID လို့ခေါ်တယ်ပေါ့နော် Test ID ဆိုတာကကျွန်တော်တို့ကဒီထိုင်းနိုင်ငံအစိုးရမှာတရားဝင်အခွန်ဆောင်ပြီးတော့ဝယ်ထားတဲ့အလုံးပါဆိုပြီးတော့ထုတ်ပြီးတဲ့ဒါ form ပေါ့နော်စာရွက်လေးတစ်ခုပေါ့အဲ့တော့ Test ID မပါဘူးဆိုလို့ရှိရင်ကျွန်တော်တို့ DJI က warranty claim ခွင့်မပေးပါဘူးเนาะကျွန်တော်ရှိမှလည်းဒါဖြစ်ခဲ့ဘူးပါပြီကျွန်တော်စီကဝယ်တာတော့မဟုတ်ဘူးပေါ့เนาะအခြားစီကဝယ်တယ်ဒါပေမဲ့သူတို့ကဒီလို Test ID တောင်းတယ်ပေါ့เนาะဆိုင်ကDJI official Test ID တောင်းတဲ့ခါမှာသူတို့ Test ID မတောင်းတာဘူးပေါ့เนาะမတောင်းတဲ့အတွက် DJI ကလည်းဒါကိုဒါသူတို့စီမှာဝယ်တာမဟုတ်ဘူးဆိုပြီးတော့သူတို့က warranty မ claim ပေးဘူးပေါ့เนาะအဲ့တော့ထိုင်းနိုင်ငံအတွင်းမှာဒါ Osmo Action Osmo Pocket စတဲ့ DJI product တွေဝယ်မယ်ဆိုလို့ရှိရင်တော့Test ID မဖြစ်မနေတောင်းတင်ပါတယ်ကျွန်တော်စီမှာလာမှာတဲ့အလုံးတွေကိုလည်းကျွန်တော်ဒီလို Test ID တောင်းပေးတယ်ပေါ့နော်တောင်းတာကလည်းအရင်တော့လွယ်တောင်းတာတော့မဟုတ်ဘူးပေါ့နော်လွယ်တော့မလွယ်ဘူး तू က email ဖြည့်ရတာတို့ email စောင့်ရတာတို့အဲ့လိုမျိုးလေးတော့ရှိတယ် Test ID မှာကတော့ QR code လည်းပါတယ် QR code လေးဖတ်လိုက်လို့ရှိရင်ကိုကဘယ်နေ့ဘယ်ရက်ကဘယ်ကနေပြီးတော့ဘယ်လောက်နဲ့ဝယ်ခဲ့ရလဲဆိုတော့ဒါ detail ပေါ့နော်အယောင်းဝယ်ဖြစ်စဉ်တစ်ခုလုံးဟိုထည့်ရေးပေးထားတယ်ပေါ့အခုပြောပြချင်တာကမြန်မာဘက်ကဝယ်တဲ့သူတွေအနေနဲ့လည်းရောင်းတဲ့အယောင်းဆိုင်ပေါ့နော်ကိုဝယ်ခဲ့တဲ့နေရာအယောင်းဆိုင်ကိုမေးပါဆိုတော့အာမခံတစ်ခုဖြစ်လာခဲ့ရင်ဘယ်လိုလုပ်ပေးမှလဲเนาะအဲ့ဒါအရေးကြီးပါတယ်ဆိုတော့ကျွန်တော်တို့ဝယ်တာကဝယ်လို့လွယ်တယ်ရောင်းတာလည်းရောင်းလို့ရတယ်ပေါ့နော်ရောင်းတဲ့သူဘက်ကလည်းဒါပေမဲ့အာမခံကိစ္စတစ်ခုဖြစ်လာခဲ့ရင်ရောတာဝန်ယူပေးမှလားအဲ့ဒီဟာတွေကိုလည်းကျွန်တော်တို့ကထည့်ပြီးတော့စဉ်းစားပေးရမယ်ကျွန်တော်ဒီမှာ3-4ရက်လောက်ရှိပြီပေါ့နော်လာပြောတယ်ကျွန်တော်မြန်မာနိုင်ငံကတော့ဝယ်တယ်ဒါပေမဲ့ရောင်းတဲ့သူကတာဝန်မယူဘူးကိုကလုတ်ပေးလားပေါ့နော်ဟိုကျွန်တော်ကတော့ရှင်းပြောရင်တော့မလုတ်ပေးပါဘူးကိုစီမှာဝယ်တာမဟုတ်တဲ့အတွက်ကျွန်တော်မလုတ်ပေးဘူးကျွန်တော်စီကဝယ်တဲ့သူတွေဆိုတော့ကျွန်တော်လုပ်ပေးတယ်တက်ဆိုင်ဒီကကိုလိုလိုတောင်းတာတယ် DJI ကလည်းသူ့ရဲ့ဒီရောင်းပြီးတော့ပေါ့နော်ဒီပစ္စည်းပို့ပြီးကျွန်တော်ဒီပစ္စည်းရောက်ပြီဆိုတော့သူက iPhone လေးကိုလှမ်းပို့တယ်ဒါဒီမှာတက်ဆိုင်ဒီတောင်းမယ့်နေရာဒါမင်းတို့လောက်ရမယ်ဆိုပြီးလှမ်းပို့တယ်ပေါ့နော်မရှိမဖြစ်လို့ကိုလောက်ရမယ်ဆိုသူကလမ်းပြောတယ်အဲ့တော့ဒီနေ့တော့တက်ဆိုင်ဒီအကြောင်းလေးပြပြပေးတာပါ